ဒါကိုတော့လူတိုင်းစားဖို့ကြပါတယ်ဒါပေမဲ့ဒါဟာတကယ်တော့ဘာလဲဆိုတာသိမသိကြပါဘူးဒါကိုပေါင်မုံလုပ်တဲ့အခါဟမ်ဘာဂါလုပ်တဲ့အခါနံပြားလုပ်တဲ့အခါအမျိုးမျိုးသောတင်တခါမှမကြားဘူးတဲ့အစားအစာတွေပြုလုပ်တဲ့အခါအသုံးပြုကြပါတယ်ဒါကိုရိုးရာသဘာဝတစည်းလို့ခေါ်ပါတယ်သူ့ကိုတရုတ်လူမျိုးတွေပေါင်မုံလုပ်တဲ့အခါပေါက်စီလုပ်တဲ့အခါရာစုနှစ်များစွာအသုံးပြုခဲ့ကြပြီးအင်းဟာအနံ့ရတာနူးညံ့မှုကိုဘာနဲ့မှမတူအောင်ပေးစွမ်းနိုင်ပါတယ်ဒါပေမဲ့တိတ်လက်သေးကိုအစစ်အမှန်ပစ္စည်းတစ်ခုရောက်ရှိဖို့ဆိုတာထင်သလောက်မလွယ်ကူလှပါဘူးပထမဦးစွာသခွားမတိတစ်မျိုးကိုရေစင်အောင်ဆေးကထက်ချမ်းခွဲပါတယ်အစိတွေကိုဖယ်ထုတ်ကအသားကိုချစ်ယူပါတယ်အသားတွေကိုဂျုံမုံနဲ့ရောကျိတ်ဆက်နဲ့ကျိတ်ပါတယ်အမှုန့်အဖြစ်တမသွားပြီဆိုရင်တော့လက်နဲ့ဆုပ်ကအလုံးပြုလုပ်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားအဖွဲ့ကတရုတ်ကုံရော်ရက်တွေကိုရေးစင်အောင်ဆေးပါတယ်အကုန်တန်းစင်ပြီးတဲ့အခါလုံးထားတဲ့ဂျုံလုံးတွေကိုတရုတ်ကုံရော်ရက်3ရက်3ကထုတ်ပါတယ်ပြီးနောက်ကျိုးနဲ့ချီပါတယ်ကျိုးချီထားတဲ့အထုပ်တွေကိုလေဟာပြင်မှာ3လခန့်အခြောက်ခံထားပါတယ်အချောက်ခံထားဆိုမှသခွားမတိရဲ့အချိုဓာတ်ဟာတစေးကိုဖြစ်စေပါတယ်တရုတ်ကုံရော်ရက်ကတော့အချိုဖောက်တဲ့နေရာအဖြစ်ဆောင်ရွက်ပေးပါတယ်အချိုဖောက်ပြီးတဲ့အခါမှာတော့အယောင်ဟာအမဲရောင်တစ်ဖြည်းဖြည်းပြောင်းသွားပါတယ်ခွဲကြည့်လိုက်တဲ့အခါမှာတော့သခွားမတိရဲ့အသီးနှံနဲ့တရုတ်ကုံလျှော်ရွက်ရဲ့လက်ဆက်မွေးပြဲနဲ့ဆေးဖက်ဝင်အရွက်နှံကိုရရှိမှာဖြစ်ပါတယ်ဒီတစေးကိုအသုံးပြုထားတဲ့ပေါက်စီတွေဟာအပြင်ဘက်မှာဖန်လိုချုံးမွေ့နေပြီးအတွင်းဘက်ကနူးညံ့ပျော့ပြောင်းနေပါတယ်ကြာကြာဝါးလေဖို့အရသာရှိလေပါပဲ